ဝန်ခန်းကြီးလေးဒီတပုတ်လုပ်ကြည့်ရအောင်ပေါ့နော်少しでも注意を何々と大きな事故が起こりかねない少しでもနည်းနည်းလောက်ပဲဖြစ်ဖြစ်注意をတတိပေးချက်ကိုဘာလို့ရင်大きな事故がဆိုရင် accident ကြီးက起こりかねないခねないဆိုတာ grammar လေးပေါ့နော်ဖြစ်နိုင်ချေရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဆိုတော့သူ့ရဲ့ဒီခန်းကြီးလေးရဲ့ဖတ်ပုံဖတ်နည်းရောမိခတာနာမခဲရူလားအိုတိုရူလားဆေမရူလားအိုကိုတာရူလားပေါ့နော်ဆိုတော့အဖြေကတော့အိုကိုတာရူဖြစ်တယ်ဆိုတော့ဒီပုံမှာနည်းနည်းထူးခြားချက်ရှိတာဒီနာမခဲရူဆိုတာရောပဲဒီခန်းကြီးနဲ့ပဲရေးရပေါ့နော်နာမခဲရူဘာကွာသွားလဲပေါ့နော်ဘာကွာသွားလဲဆိုတာကတော့အဓိပ္ပာယ်မှာကွာသွားတယ်ဒီအိုကိုတာရူကကြတော့ပြက်ကွက်တာချွေဂယူဆိုင်ဖို့ပြက်ကွက်ခဲ့ရင်ဆိုတဲ့အဓိပ္ပာယ်ဆိုရင်ပြက်ကွက်တယ်ဆိုရင်အိုကိုတာရူသုံးပေမဲ့နာမခဲရူသုံးတာကြတော့ပြင်းရတာပြက်ကွက်တာအလုတ်ပြက်ကွက်တာတော့ပြင်းရတာတော့မှာသုံးတယ်ပေါ့နော်ဆိုတော့အိုကိုတာရူဆိုရင်ချွေဆိုရင်အိုကိုတာရူနဲ့သုံးပြီးတော့ပြင်းရတယ်လို့ဥပမာအပြည့်ဆိုရင်ဘန်ကျိုကိုနာမခဲရူစာမလုပ်ဘဲနဲ့ပြင်းနေရဆိုတဲ့အခြေအနေမှာကြတော့နာမခဲရူကိုသုံးမယ်ဒါကိုမှတ်ထားမယ်ပြီးတော့အိုတိုရူရဲ့ခန်းကြီးရောဘယ်လိုရေးလဲဆိုတော့အိုတိုရူကိုအိုတိုရူcomment နဲ့အိုတိုရူတော့ဒီလိုရေးတယ်သူကကြတော့သူ့ရဲ့အဓိပ္ပာယ်ကကြတော့အရေးသွေးညံ့ဖြစ်နေအောက်ကျနောက်ကျဖြစ်တယ်နှိမ့်ကြတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဥပမာအားဖြင့်ဆိုရင်စေးနိုးကအိုတိုရူဆွမ်းဆောင်ရည်ညံ့ဖြစ်နေပေါ့နော်ပြီးတော့ဆယ်မရူရောဘယ်လိုသုံးလဲဆယ်မရူကတော့ဒီမဲ့တင်နေဘယ်လိုရေးလဲဆိုတော့ဒီလိုရေးရပေါ့နော်သူကနီးကလာတယ်တခုခုဥပမာအဖြစ်တတ်မှတ်ရက်ပေါ့နော်စာလို့ရစာထပ်အမှတ် deadline တွေပါတယ်နီးကလာတယ်လို့ဘာလို့မှသုံးတယ်ပေါ့နော်ဆယ်မရူဥပမာအဖြစ်ရှီမဲခီရီကဆယ်မရူဒီလိုသုံးတယ်ပေါ့နော်ဒီပုံမှာလည်းခန်းကြီးကတစ်လုံးဆိုပေမဲ့အဓိပ္ပာယ်တစ်ခုအိုကိုတာရူနဲ့နာမခဲရူနဲ့ရသွားတယ်ပြီးတော့ခန်းကြီးလေးနှလုံးပေါ့နော်ရသွားတယ်ပေါ့နော်